ဘီလီယံနာချီတန်တဲ့ကြောက်စိမ့်နဲ့စိန်ရွှေရတနာတွေတန်တဲ့ချီမြေထဲမြုပ်ထားပနာပြီးတော့ကြီးကျယ်ခမ်းနားစွာမစိုးရိမ်ကြောင်းကိုစတင်အုံမြေချခဲ့တဲ့ဆွဲထက်မိသားစုမင်္ဂလာပါရှင်လူတွေစိတ်ကူးတဲ့တောင်မှထဲသိမ်းစဉ်းစားဖို့ခက်တဲ့ဒနာရီပုံမြင်ဆန်းဆန်းမဟာလူတော်ကြီးတစ်ခုကျမတို့မြန်မာနိုင်ငံမှာတကယ်ဖြစ်ပေါ်နေပြီဆိုတဲ့အကြောင်းကိုအားလုံးကိုဂုဏ်ယူစွာနဲ့ပြောပြကြပါမယ်ပုံမှန်အုပ်ကြောက်တဲ့ဘီလက်မြေတွေနဲ့အုံမြင့်ချတာမဟုတ်ပဲနဲ့တန်ချိန်နဲ့ချီတဲ့ကြောက်စိမ့်တွေဘီလီယံနာနဲ့ချီတန်မိုးရှိတဲ့စိန်ရွှေနီလာဗရက်များရတနာစစ်စစ်တွေကိုမြေကြီးထဲမှာထာပနာထည့်သွင်းပြီးတော့သာသနာအဆောက်အုံကြီးတစ်ခုကိုတိစောက်နေတဲ့မြုံနိုင်စရာလူကြီးတစ်ခုကြောင့်ပဲဖြစ်ပါတယ်။ဒီလူကြီးကတော့မြန်မာနိုင်ငံရဲ့ဗုဒ္ဓသာသနာမှာအလွန်ရှိပါတဲ့မန်လေးမျိုးကမစိုးရိမ်စာတင်တိုက်ကြီးကိုပြန်လည်တိစောက်တဲ့လူကြီးပါပဲ။ဒီသမိုင်းဝင်အလူကြီးကိုဦးစီးဦးဆောင်ပြုလုပ်သူကတော့နိုင်ငံကျော်ဇဲထွက်ရှေဆိုင်ရဲ့ပိုင်ရှင်များဖြစ်ကြတဲ့အလူဒါယကကြီးဦးဆန်းဝင်းနဲ့အလူဒါယကမကြီးထဝင်းမာတို့မိသားစုဖြစ်ပါတယ်။သူတို့မိသားစုဟာမြန်မာငွေကျပ်ဘီလီယံ90သိန်းပေါင်း9000ကုန်ကျခံပြီးတော့ဒီကျောင်းတော်ကြီးကိုတစ်တပံပြန်လည်တိစောက်လိုတဲ့နေတာပါဒီလူကြီးရဲ့အကြီးကျယ်ခမ်းနားဆုံးပိုင်းကတော့ကျောင်းတော်ကြီးရဲ့အုံမြင့်ချမင်္ဂလာခမ်းနားမှာစတင်ခဲ့တာပါပဲဒါဟာတာမန်အုံမြင့်ချခမ်းနားတစ်ခုလုံးဝမဟုတ်ခဲ့ပါဘူးမြန်မာနိုင်ငံတမိုင်းမှာဒီလောက်များပြားလာတဲ့ရတနာတွေကိုထပ်ပနာသွင်းပြီးအုံမြင့်ချတဲ့အလူမျိုးတစ်ခါမှမရှိခဲ့ဘူးပါဘူးဇွဲတဲ့မိသားစုကသူတို့ပိုင်ဆိုင်တဲ့ဖိုးမပြတ်နိုင်တဲ့ရတနာတွေကိုကျောင်းတော်ကြီးရဲ့အောက်ခြေမြေကြီးထဲမှာအုံမြင့်အဖြစ်ထည့်သွင်းခဲ့ကြပါတယ်။တန်နေကြီးတဲ့အစိမ်းရောင်ကြောက်စိမ်းတုံးကြီးတွေအယောင်တလက်လက်တောက်ပနေတဲ့စိန်တွေဝင်းဝါနေတဲ့ရွှေတုံးတွေနေရဲနေတဲ့ဗရန်ပြားတွေပြလဲနေတဲ့နီလာတွေကိုအုတ်ခဲတွေစားထိုးပြီးတော့ထပ်ပနာတိုက်ထဲကိုတွန်ချခဲ့ကြတဲ့မြေကွင်းဟာကြက်သိမ်းထားစရာပါ။ဒီလိုသမိုင်းဝင်ခန္ဓာကြီးကိုပို့ပြီးတော့တပ်ပယ်ကြည်နူးဖို့ကောင်းအောင်နိုင်ငံကျော်ဆိုတော်တွေဖြစ်ကြတဲ့ဂျူဝဲအင်ချစ်တို့လိုနုပညာရှင်တွေကလည်းသူတို့ရဲ့အတန်ချွတ်ချွတ်တွေနဲ့ဓမ္မပူစာတေးတွေကိုသူ့ဆေးပူစော်ခဲ့ကြပါတယ်။အခမ်းအနားကိုတက်ရောက်လာတဲ့ပရိသတ်တွေအလူရှင်တွေဟာတစ်ဖက်မှာလည်းမမြင်ဘူးတဲ့ရတနာလူကြီးကိုဖူးတွေ့ကြည်ညိုရင်းတစ်ဖက်မှာလည်းသာသနာပျော်ပွဲကောင်းတဲ့ဓမ္မတေးသချင်းတွေကိုနားယူကြတာကြောင့်စစ်သိမ်းမွေးထားလာအောင်ပီတိဖြစ်ခဲ့ကြရပါတယ်။ဇွဲတဲ့မိသားစုရဲ့ဒီလိုကြီးမားတဲ့ဆွလို့နစ်နာခံမှုနဲ့တရားတရားထက်သန်မှုဟာဒီနိုင်ငံလုံးကိုပြန့်နှံ့သွားခဲ့ပါတယ်။ဒီမဟာကုသိုလ်တော်ကြီးမှာတစိမ့်တစ်ပိုင်းပါဝင်ခွင့်ရှာဖို့အတွက်မြန်မာပြည်နယ်ပြားမှာရှိတဲ့ခုနှစ်ရက်သားသမီးတွေဟာမန္တလေးမြို့ကိုကိုရိုင်းကိုကြလောက်ရောက်ပြီးသူတို့တက်နိုင်သလောက်ပါဝင်လူဒန်းခဲ့ကြပါတယ်။အချို့ကငွေသားလူကြသလိုတချို့ဆိုရင်ကိုရိုင်းဝစ်စင်ထားတဲ့ရွှေဆွဲကြိုးလက်စုပ်ငကဲစားတဲ့ရတနာပစ္စည်းတွေကိုနေရာမှာတင်ချွတ်ပြီးလူဒန်းခဲ့ကြတာကိုလည်းမြင်တွေ့ရပါတယ်။အထူးသဖြင့်ကချင်ပြည်နယ်ကကြောက်စိမ်းလုပ်ငန်းရှင်တွေကဆိုရင်အရွေသိမ်းမြင်မာတဲ့ကြောက်စိမ်းရိုင်းတုံးကြီးတွေကိုကားတွေနဲ့တိုက်ပြည်နယ်အိတ်တွေနဲ့ထည့်ပြီးတော့လာရောက်လူဒန်းကြတာဟာဒီလူကြီးရဲ့အမှတ်တရမြင်ကွင်းတစ်ခုပါပဲဒီလူကြီးကကျမတို့သင်ခန်းစာတစ်ခုပေးနေပါတယ်အဲ့ဒါကတော့ဇွဲတဲ့မိသားစုလိုငွေကြေးချမ်းသာရုံနဲ့ဒီလိုအလူမျိုးကိုလူနိုင်တာမဟုတ်ပါဘူးကိုရိုင်းတန်မိုးထားဆုံးမျက်နှိုးဆုံးပစ္စည်းတွေကိုဘာသာတရားတွေသာသနာတွေဆိုတဲ့စိတ်တစ်ခုတွေနဲ့ဆွလွတ်နိုင်တဲ့စေတနာနဲ့တရားတရားရှိမှသာပြည့်မြောက်နိုင်တာပါဒါမြန်မာလူမျိုးတွေရဲ့ဘာသာတရားပေါ်မှာထားတဲ့ယုံကြည်ကိုးကွယ်မှုဘလောက်ထိနဲ့ရှိုင်းနေဆိုတာကိုကဘာကိုပြသလိုက်တဲ့သမိုင်းဝင်ခိုက်တဲ့တစ်ခုပါပဲဒီလိုဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ရန်နာတွေကိုမြေကြီးထဲမှာမြုပ်နှံပြီးသာသနာအဆောက်အအုံကိုတိစောက်တဲ့ပေါ်ကြည့်ရှုနေသူပရိသတ်တို့အနေနဲ့ဘယ်လိုခံစားရလဲဘယ်လိုထင်မြင်မိလဲဆိုတာကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင်